ကျွန်တော်တို့အားလုံးတည်ပြီးဖြစ်တယ်နာခံချင်းခေါင်းစဉ်ကနာခံချင်းဖြစ်တယ်နာခံချင်းရဲ့နောက်ွယ်မှာကျွန်တော်တို့ပါရှိလဲဆိုလို့ရှိရင်ကြာမှရှိတယ်လွယ်ရောက်ရှိတဲ့ကျင့်သက်ရှိတယ်ဆိုတော့နှုတ်ကပတ်တော်အားဖြင့်ခေါင်းစဉ်အားဖြင့်ကျွန်တော်တားချင်ဖြစ်ပါတယ်ကျွန်တော်တို့အမေရိကန်ဖားလည်းရှိတဲ့ဓမ္မစာဆိုရင်တတိယစာဆောင်အခန်းကြီး9နဲ့အပိုင်းငယ်တိကိုကျွန်တော်တို့ကြည့်ရမယ်အတူတူဆင်ခြင်ကြဖို့ဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်တရားတော့ကျွန်တော်တို့ဒီနေမန်ရဲ့အကြောင်းကိုတော့ဘုံချုပ်ကြည့်နေမန်ရဲ့အကြောင်းဖြစ်ပါတယ်ဓမ္မစာဆိုရင်တတိယစာဆောင်အခန်းကြီး9အပိုင်းငယ်တိကိုကျွန်တော်ဖတ်တော့မှာဖြစ်ပါတယ်ရှင်ရပြည်ဘုံချုပ်နေမန်ဒီမိမိအရှင်ဤချင်းမြောက်ချင်းမျက်နှာတာပေးခြင်းကိုခံရတော့သူဖြစ်၏အကြောင်းမူကားထာဝရဘုရားသည်သူအားဖြင့်စိရိယပြည်ကိုအော်ဖွေရစေတော်မူ၏သူသည်ယေရှုတတ်ရှိသောစစ်သူရဲ့ဖြစ်တော်လဲအနာချစ်ယောဂဆွဲ့နေ၏နောက်မှအပိုင်းငယ်3ချက်မှာသူသည်မိမိတခင်မအားအကျွန်ုပ်၏တခင်သည်ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလေမြင်များတော့ကောင်းလိုက်မည်နည်းသူသည်တခင်နဲ့ဆွဲသောအနာချစ်ယောဂကိုပျောက်ကင်းစေလိမ့်မည်ဟုရှောက်နေ၏ဖားရတဲ့နှုတ်ပတ်ပေါ်မှာဖျားရှင်တာကြီးကောင်းချီးပေးပါစေအထူးဆုတောင်းကြရအောင်ကိုရရှိဖျားကျေးဇူးတော်ရှင်စွာချီးမွမ်းပါတယ်ကိုရနှုတ်ပတ်တော်ဟာနဲ့ပါ၏ဝန်ခံပါ၏တာယနေ့နဲ့တော့နှုတ်ပတ်တော်ကိုတာအနေနဲ့ပေါ်မှာဖို့အတွက်တော့မဖြစ်နိုင်ပါကိုရရှိဖျားတာရဲ့လှူရှာပေါ်မှာသစ္စာလာပြတ်တုံပြည့်၍ဂျန်နာရဲ့ရောက်ချစ်စီဒရိုင်းအတက်တာထဲ၌ထူရှားစေတော်မူပါကိုအားဖြစ်စေတော်မူပါဒီနှုတ်ကပတ်တော်ကိုဖာပြလက်တော်အာနာနဲ့ယေရှုတော်ကောင်းကိုယဉ်သွင်းတဲ့ခင်ယေရှုနာမနဲ့ဆုတောင်းပါ၏ဒီနေ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့မြင်ရတဲ့အခါမှာဘုချုပ်ကြီးနေမန်ရဲ့အကြောင်းဖြစ်ပါတယ်ဘုချုပ်ကြီးနေမန်ကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပါပဲစီးရီးယားဖျင်ဤဘုံချုပ်သူတရားပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်ဒါပေမဲ့ယေရှုတတ်တဲ့ရှိတော်သူတရားပဲဖြစ်တယ်တိုင်းမှာတက်ပွတ်တိုင်းမှာအောင်မြင်တော်သူတော်ဖြစ်ပြီးမှအောင်မြင်တော်သူတရားပဲဖြစ်တယ်ဒါပေမဲ့အရာရာမှာမျက်နှာตาရပြီးမှအရာရာတိုက်တိုင်းမှာလည်းအစွန်းတတ်တဲ့ကိုရှိပြီးမှယေရှုတတ်တဲ့ပြည့်စုံသောဘုံချုပ်တဲ့နေမှာလည်းဖြစ်တယ်ဒါပေမဲ့သူ့မှာစိုးရင်ချက်တစ်ခုရှိတဲ့အရာကနာဆွေနေလေသူဒီနေ့လောကပတ်တော်ထဲမှာကျွန်တော်တို့မြင်တွေ့ရပါတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာဘလောက်ပဲဆွေးနွေးရှိဘလောက်ပဲစစ်စင်တွေပန်းဆိုင်ပါစေဘလောက်ပဲအောက်ချုံရမှုဖြစ်တရားသူစိတ်ဖြစ်ကိုယ်ခန္ဓာတစ်ခုလုံးထဲမှာယောဂဆွတ်လာပြီဆိုလို့ရှိရင်တော့ဘသူပြဘယ်လိုလဲဝိညာဉ်ရှိမှာမဟုတ်ဘူးဉာဏ်သက်ရှိမှာမဟုတ်ဘူးဆိုတာကအားလုံးကတည်ပြီးသွားပြီဖြစ်ပါတယ်အရန်ပဲဒီနေရာကြည့်ရတဲ့အခါမှာဘုံချုပ်သူတယောက်ဖြစ်ပြီးမှတိုက်အောင်မြင်တော့သူတယောက်ဖြစ်မှနူနာဆွဲလာတဲ့အခါမှာလူရှင်းမှလည်းမတော်ဝမ်းအရန်သူတယောက်အနေနဲ့ကြတော့ဘယ်လိုလဲစစ်ပြချင်းနဲ့လည်းအများကြီးကြုံတွေ့ရမှာပဲတခါတလေကျွန်တော်တို့ကမြင်လာတဲ့အခါမှာလူရဲ့ခံစားချက်ကအပြင်တရားမှာကျွန်တော်တို့မြင်နေရတယ်ဒါပေမဲ့သူ့အထင်းမှာကြုံရတဲ့ပြဿနာကကျွန်တော်တို့ကမမြင်ရဘူးထုံးနည်းသူဆိုပဲဒီနေ့အသိတို့ထဲမှာလည်းပဲလူတရားရဲ့ခံစားချက်ဝေဒနာကအထင်းမှာမမြင်ရတဲ့အချိန်မှာအပေါ်ကနေကြည့်ရတဲ့အခါမှာအင်မတန်ဝမ်းသာတာပဲအင်မတန်ဝမ်းရောက်တာပဲအဲ့ဒီလိုကိုကြည့်ရတဲ့အခါမှာတွန့်လက်နေတာပဲလို့ကျွန်တော်တို့ဘယ်လိုလဲခံယူချက်တွေမြင်နေတဲ့အရာတွေကျွန်တော်တို့ရှိမှာပဲဒါပေမဲ့သူ့ရဲ့ကျွန်တော်လူတိုင်းရဲ့ခံစားချက်မှာကျွန်တော်တို့ကလုံးဝမမြင်နိုင်တဲ့အရာကယောဂတစ်ခုဖြစ်နေတယ်။ထိုနည်းသူဆိုပဲဘုံချုပ်တယောက်ဖြစ်ပေညာလည်းပဲသူရဲ့ကိုယ်ခန္ဓာထဲမှာဆွတ်လာတဲ့အခါမှာလုံးဝမနေမတိုင်းနော်စက်ပြည့်ချင်းတွေကြုံရတယ်။အားငယ်စိတ်တွေကြုံရတယ်။လူရှင်းမှမပြုတ်နိုင်ပေမဲ့သူတယောက်ရဲ့ဘဝခံစားချက်ကတော့ကျွန်တော်တို့အားလုံးသိပြီးဖြစ်ပါတယ်။ထိုနည်းသူဆိုပဲဒီနေ့အောက်ကိုကြည့်ရတဲ့အခါမှာစီးရီးယားပြည်ကနေပြီးမှသူတို့ဒီအစ္စရေးပြည်မှာစီးရီးယားလူတွေကတိုက်ချင်အားဖြင့်တိုက်ဖို့အတွက်ထွက်လာတဲ့
ဒီဖက်စစ်ကိုဆောင်တဲ့လူတယောက်ကြတော့ဒီဝချုပ်ချင်းနေမှာရဲ့အမျိုးသမီးပေါ်မှာအမျိုးသမီးရဲ့မိသားစုပေါ်မှာအစေခံတော့သူတယောက်ဖြစ်ပါတယ်အဲ့ဒီအစေခံတော့သူတယောက်ကြတော့အဲ့ဒီထက်မှကြည့်ရတဲ့အခါမှာကျွန်တော်တို့အပိုင်းရဲ့တောင်းကိုကြည့်ရတဲ့အခါမှာကျွန်တော်တို့မြင်တွေ့ရတယ်သူပြောတဲ့အရာကအစေခံသူတယောက်ကဘယ်လိုပြောသွားလဲဆိုလို့ရှိရင်သူကမိမိတခင်အားတဲ့အကျွန်ုပ်ဤသားတခင်ကြီးတဲ့ရှာမာရိမျိုးကိုတွားပြီးမှဒီနေ့အဲ့ဒီမှာ prophet တယောက်ရှိတယ်အဲ့ဒီ prophet တယောက်ရှိကိုတွားပြီးမှတင်းရဲ့အနာရောဂါကပျောက်ရင်ပျောက်ပြလိမ့်မယ်လို့အဲ့ဒီသူ့မှာအစိတ်ခံတဲ့လူတယောက်ကြတော့အဲ့လိုပြောသွားတဲ့အရာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘုချုပ်ချင်းနေမှာကြတော့အရန်ကိုဘယ်လိုလဲဝမ်းမြောက်ဝမ်းသာရှိပြီးမှအဲ့ဒီရှင်ဘီရင်စီးရက်ဖြည့်ရှင်ကိုတွားပြီးမှဒီကျွန်တော်အိမ်မှာအစိတ်ခံတဲ့လူတယောက်ကြတော့ဒီလိုပြောသွားတဲ့စကားရှိတယ်လို့ပြောရတဲ့အခါမှာအဲ့ဒီဘုချုပ်ချင်းနေမှာကြလည်းပဲထုံနည်းဆိုသူပြောတဲ့အတိုင်းဒီနေ့အဲ့ဒီစီရီယာပြည်ကိုတွားပြီးမှဒီရှမာရိမြို့ကိုတွားပြီးမှဒီ prophet ပြုတဲ့လူရှိမှသူတွားဖို့ပြင်ဆင်နေရတဲ့အချိန်ဖြစ်ပါတယ်အဲ့လိုပြင်ဆင်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီရှိကတော့ဒီနေမှာကတော့ပြင်ဆင်ပြီးမှတွားနေရောသူတွားနေတဲ့အထင်ကြတော့ဘယ်လိုထင်ရလဲဆိုလို့ရှိရင်တော့အဲ့ဒီလူရှိမှတွားလို့ရှိရင်စစ်တောင်းကောင်းကြည့်ပေးပြီးမှလက်တင်ပေးပြီးမှကျွန်တော်ရဲ့အနာရောဂါကိုပျောက်ကင်းဖို့အတွက်သူကထိန်းနေတာဒါပေမဲ့မဟုတ်ဘူးသူပြောနေတဲ့အရာကအဲ့ဒီရှေ့ကပြောတဲ့စကားကလူတယောက်ကိုထွက်လိုက်ပြီးမှယော်ဒန်မြစ်ကိုတွားပြီးမှခုနှစ်ချိန်ယနေ့မှတည့်ရအနာယောဂါကိုပျောက်ကင်းစေနိုင်ဖို့ပြောရတဲ့အရာဖြစ်ပါတယ်အဲ့လိုကြားရတဲ့အခါမှာအဲ့ဒီရှေ့ကတာကိုဒုတာထွက်ပြီးမှအဲ့ဒီယော်ဒန်မြစ်ကအကျန်းကိုမြစ်ပတ်တဲ့ရင်ရှိတဲ့အရာကိုကဘယ်လိုလဲစစ်တူရကောင်းတရားအနေနဲ့လူချစ်တရားအနေနဲ့ဒီလောက်တမ်းမတမ်းတဲ့အနေနဲ့ရေကိုချုပ်ခန့်ပြီးမှဒီအနာယောဂါကိုပျောက်ကင်းရမယ်ဆိုလို့ရှိတော့လုံးဝမဖြစ်ဘူးဆိုပြီးမှအရန်ကိုဒေါတာတချင်နဲ့သူကပြန်ထင်လာရတဲ့အချိန်ဖြစ်ပါတယ်ပြန်ထင်လာတော့အဲ့ခါကျတော့တွားဘယ်လိုပြောသွားလဲဆိုလို့ချင်းတော့ဂျန်တဲ့လူတွေကြတော့နေမရင်မဟုတ်သေးပါဘူးဘုချုပ်ရေတခင်ရေဘာဖြစ်ဘသူဖြစ်ကောင်းမယ်လို့ပြောရမယ်ဆိုလို့ရှိရင်တော့လောက်လိုက်ပါလားလို့ပြောရတဲ့အခါမှာသူကလည်းနာခံချင်းအဖြစ်ယနေ့ယွန်နာမီကိုခက်လေပြီးမှခုနှစ်ချင်းပြန်နေရတဲ့အခါမှာသူ့ရဲ့အနာရောဂါကိုပျောက်ကင်းရတယ်လို့ကျွန်တော်တို့မြင်တွေ့ရတဲ့အရာဖြစ်ပါတယ်တခါတလေကျတော့ကျွန်တော်တို့ရဲ့တင်းတော်ထဲမှာအမှန်မှဆိုလို့ရှိရင်တော့စီးရီးယားပြည်ခန့်နဲ့အစ္စရေးပြည်ကိုတိုက်ဖို့ထွက်လာတဲ့မိမတယောက်ကဘုချုပ်ချင်းနေမှာရဲ့အစိတ်ခံတဲ့သူတယောက်ဖြစ်တယ်မိသားစုအတွက်ဒီအမျိုးသမီးတယောက်ကဘာမှမဟုတ်တဲ့ဟာကိုသူရဲ့ပြောပြချအပြီးဒီနေ့အနာယောဂါကိုသူပျောက်ကင်းစေတဲ့အရာကအမတန်မှပဲဝင်ရစရာစဉ်းစားစရာဆင်ခြင်စရာအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့သိလို့ထဲမှာတစ်ခါတလေကြတော့ဘာမှမဟုတ်တဲ့ဟာတွေကဟိုးနောက်ဖက်ကိုထိုင်ပြီးမှမဟုတ်တော့ဘူးကျွန်တော်တို့သိလို့ပြီးမှပြိုဖြစ်နေပြီဒီနေ့ဒီလိုစစ်တောင်းဖို့တွေ့မတန်လို့အားရနော်ဒီလိုလုံးရှင်းရှင်းပြမယ်နော်ပြောတဲ့အရာတွေလည်းကျွန်တော်တို့ကလိုက်တာပို့တဲ့အမြဲတမ်းအရေးကြီးတဲ့အရာဖြစ်ပါတယ်တခါတလေကျွန်တော်တို့ကပါစတာရီကိုစစ်တောင်းလေးတင်ကောင်းကြည့်ပေးချင်အားဖြင့်တခါတလေကျတော့ဒီလိုပုတ်ပြီးမှလက်တွေ့မှာအဲ့လိုဘစ်တဲ့ရှိတဲ့လူကိုစစ်တောင်းပြီးမှကျွန်တော်တို့ကျင်နာနေတာမဟုတ်သေးဘူးအသိလို့ထဲမှာဘာစတာစီကိုစစ်တောင်းချင်အားဖြင့်စက်ကျင်နာနေတာအတော်လို့ခံနေလူကိုလိုက်ရှာပြီးမှကျွန်တော်တို့စစ်တောင်းနေတာမဟုတ်ဘူးနော်အေလိရှေကဒီနေ့ဒီမှာစေခံတော်လူတယောက်ကိုပြောချင်အားဖြင့်ဒီနေ့အနာယောဂါကိုပျောက်ကင်းနေရတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်တင်းတော်ထဲမှာလည်းကျွန်တော်တို့ဆင်ခြင်ဖို့အတွက်အတင်းတော်ထဲမှာတော့အတွက်လည်းဖျားခင်စကားပြောနေတယ်နဲ့တင်းတော်ထဲမှာလည်းကျွန်တော်တို့ပါစတာတွေအတုံးတော်ခံတဲ့သူမဟုတ်ဘူးနော်ခရရဲ့ဖွင့်ပြချက်တွေဒီနေ့ဒီနေရာမှာအများကြီးရှိတယ်လူငယ်တွေထဲမှာလည်းရှိတယ်ဖခင်တွေထဲမှာလည်းရှိတယ်လူကြီးတွေထဲမှာလည်းရှိတယ်တခါတလေကြားလို့ရှိရင်ကျွန်တော်တို့ကပုဂ္ဂိုလ်လူကြီးတွေကိုပဲကျွန်တော်တို့မြင်အောင်နေပြမှာ
ကျွန်တော်တို့ဒီဘဝအတွက်လုံအားနေတဲ့အရာကိုကျွန်တော်တို့ဆုတောင်းခံကြတယ်ထုံးနည်းသူစွာပဲကျွန်တော်တို့ဒီကအသိတော်ထဲမှာလည်းပဲဖျားခင်စကားပြောစေတဲ့အရာကနောက်မှထိုင်တဲ့လူတွေလည်းပဲဘာမှတော့မဝင်ခံတဲ့လူတွေလည်းပဲစပေါ်မှုထဲမှာတော့လောက်တဲ့လူတွေလည်းပဲဖျားတကယ်အလိုအားလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာနဲ့အနာရောဂါကိုပျောက်กินလို့အသိတော်ထဲမှာပြုတ်တင်းနိုင်ဖို့အတွက်အသိတော်ထဲရဲ့ယူပါယူကိုမြင်နိုင်ဖို့အတွက်ကျွန်တော်တို့အမှန်တမ်းအရေးကြီးတဲ့အချက်ကြတော့ကျွန်တော်တို့အတောင်းတော်ခံတိုင်းမဟုတ်ဘဲနဲ့ဒီနေ့ဒီမှာရှိတော်မိခင်တွေအားဖြစ်တော်ကောင်းကလေးသူငယ်အားဖြစ်တော်ကောင်းဒီနေ့ကျွန်တော်တို့အသိတော်ထဲမှာပြောင်းပြန်လာပြီးမှဝိညာဉ်ရဲ့နှုတ်ချစေနိုင်တဲ့အရာလေးဖြစ်တယ်ဆိုတာကိုလည်းပဲဒီနေ့ထားလောင်ပြီးမှကျွန်တော်အနေနဲ့ပြောစေချင်တဲ့အရာဖြစ်ပါတယ်နောက်ပြီးတော့တစ်ခါတလေကျတော့ကျွန်တော်တို့စဉ်းစားမိတယ်ဒီဘုချုပ်ကြီးရဲ့နေမှာရဲ့အကြောင်းကိုကြည့်ရတဲ့အခါမှာကိုယ့်စိတ်ထဲမှာတစ်ခါတလေကျတော့ခံစားချက်တွေကျမ်းမာရေးမကောင်းလာတဲ့အချိန်အားဖြစ်တော့လည်းကောင်းအမျိုးမျိုးခံစားနေတဲ့အချိန်အားဖြစ်တော့လည်းကောင်းကျွန်တော်တို့ကပိုက်ဆံကိုကြည့်ပြီးမှဆွေးငွေတွေကိုကြည့်ပြီးမှကျွန်တော်တို့မျက်မှောက်တို့ထဲမှာဆွတောင်းခံတဲ့အချိန်လည်းအများကြီးရှိပါတယ်ဒီပိုက်ဆံအားဖြင့်ကျွန်တော်တို့ကိုကျမ်းမာချစ်ပေးနိုင်မလားမဟုတ်လို့ရှင်ဒီဆွေအားဖြင့်ကျွန်တော်တို့ကိုကျမ်းမာချစ်ပေးနိုင်မလားဘုချုပ်ချင်းနေမှာလည်းထုံးနေသူစွာပဲသူရနာယောဂကိုငင်းစေနိုင်ဖို့အတွက်ဒီနေ့ဆွေငွေတွေကိုယူဆောင်လာပြီးမှအဲ့ဒီအကိုပေးရတဲ့အချိန်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီကြည့်ရတဲ့အခါမှာဆွေငွေတွေကိုကျွန်တော်တို့ပေးခြင်းအားဖြင့်အနာယောဂကိုပျောက်ကင်းစေနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ရတယ်တခါတလေမှာပွားမှာကြုံရတဲ့ပြဿနာအမျိုးမျိုးကြုံရတဲ့အခါမှာကျွန်တော်တို့ဒီပိုက်ဆံကိုပေးခြင်းအားဖြင့်ဒီဆွေငွေအားဖြင့်ကျမ်းမာစေမယ်မဟုတ်ဘူးကျွန်တော်တို့ကတင်းရဲ့ယုံကြည်ခြင်းအပြင်တင်းရဲ့နာခံခြင်းအပြင်ဒီအနာယောဂကိုပျောက်ကင်းစေတဲ့အရာဖြစ်ပါတယ်။ဆွေငွေအပြင်ပျောက်ကင်းစေတဲ့အရာမဟုတ်ဘူး။ငွေကြေးအပြင်ပျောက်ကင်းစေတဲ့အရာမဟုတ်ဘူး။ပတ္တမြအပြင်ပျောက်ကင်းစေနိုင်တဲ့အရာမဟုတ်ဘူး။ပျောက်ကင်းစေနိုင်တဲ့အရာကတင်းရဲ့နာခံခြင်းဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်အနေနဲ့အားပေးစေချင်တာဖြစ်ပါတယ်။ဒါကြောင့်အသိတော်ထဲမှာကျွန်တော်တို့နာခံဖို့အတွက်အမတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်။ဒီခါတလေကျတော့ကျွန်တော်တို့ကနာခံချက်ကျွန်တော်တို့မရှိဘူးနာခံချက်ကျွန်တော်တို့ကလုံးဝမရှိတဲ့အရာတွေဖြစ်တယ်ဒါကြောင့်လို့ဒီနေ့တီတူအခန်းကြီးတောင်းတဲ့အပိုင်းရဲ့ဒီထဲမှာကျွန်တော်တို့ဘယ်လိုနှုတ်ကပတ်တရားကိုကျွန်တော်တို့မြင်တွေ့ရလဲဆိုလို့ရှိရင်တော့အောက်ချုပ်သူများနဲ့အာနာပိုင်များကိုနာခံခဲ့တော်သူတို့ရဲ့စကားကိုနားထောင်ရလို့ကောင်းတဲ့ကောင်းသောအမှုရှိသမျှတို့အတွက်အစဉ်တင့်ရှိရန်လဲမိတူကုန်များစုံကပ်ပြောဆိုခြင်းရန်တွေ့ခြင်းမပြုပဲမြင်တာတော့တဘောရှိတဲ့လူပန်းတော့ကိုနူးညံ့တင်မှုခြင်းကိုပြုရန်၎င်းသူတို့ကတတိပိတ်လို့ဆိုပြီးလို့ပြောတယ်တခါတလေကျတော့ကျွန်တော်တို့အသိတော်ထဲကန္တထဲမှာပဲဖြစ်ခေါင်းဆောင်တွေပြောတဲ့အရာတွေခေါင်းဆောင်တွေကဒီလိုလောက်ရအောင်ခေါင်းဆောင်တွေရဲ့နောက်ဘယ်လိုလဲဖြစ်တိုက်တဲ့အရာကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝနာခံစိတ်မရှိဘူးခေါင်းဆောင်တွေကျွန်တော်တို့ကတုတ်ထိန်တဲ့သူကိုဘယ်လိုလဲလမ်းမအောင်ဘယ်လိုလဲလမ်းပြပေးတဲ့သူတွေဖြစ်တယ်ဝိညာဉ်ရေးထဲမှာနှုတ်ချစေနိုင်ဖို့အတွက်အမေကဖိအားပေးတဲ့သူတွေဖြစ်တယ်တခါတလေကျွန်တော်တို့ကခေါင်းဆောင်ပြောတဲ့အရာကိုကျွန်တော်တို့ကနာခံခြင်းမရှိတဲ့အခါမှာထုံလေးသူစွာပဲဒီနေ့ဘုချုပ်ချင်းနေမှာလဲတခါတလေကျတော့ပြောတဲ့အပေါ်မှာနာခံချက်မရှိတော့ပြန်ထည့်ထားရတဲ့ကိုယ်ကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့နာခံချက်ရှိတဲ့အခါမှာသူ့ရဲ့နာယုတ်ကကိုပျောက်ကင်းတဲ့ကဲ့သို့ဒီနေ့ခေါင်းဆောင်ဆိုတာကကျွန်တော်တို့ကျမ်းမာခွင့်ကိုပေးတဲ့အရာညီသက်ချင်းကိုပေးတဲ့အရာကိုယ်ကိုပြောင်းလဲပေးနိုင်တဲ့အရာကိုကျွန်တော်တို့အမေတန်တတိထားဖို့အတွက်ခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့ယုံကြည်စေနိုင်ဖို့အတွက်လည်းအမေတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ခေါင်းဆောင်တိုင်းမှာနှုတ်ကပတ်တော်တရားအပြီးကျွန်တော်တို့လမ်းမဖေးပဲနဲ့တမန်တရားထက်ကလွဲသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါကယုံနေစရာမရှိဘူးเนาะအဲ့ဒါနဲ့ကျွန်တော်တို့ဓမ္မတော်ပို့လူကအခန်းကြီး9နဲ့29မှာပြောထားတဲ့အရာကလူရဲ့ပြောတဲ့အပေါ်မှာကျွန်တော်တို့ကနာခံဖို့မဟုတ်ဘဲနဲ့လူထက်ဖျားပြောတဲ့အပေါ်မှာကျွန်တော်တို့နာခံဖို့အတွက်ကျွန်တော်တို့အမှန်တရားအရေးကြီးတယ်ဒါကြောင့်ခေါင်းဆောင်တွေဟာဖျားခင်ခွင့်ခန့်ထားပေးတဲ့ဖျားခင်ရဲ့ prophet တွေဖြစ်ပါတယ်ဖျားခင်ရဲ့လမ်းရအတိုင်းလုပ်ပေးတဲ့ခေါင်း
ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့ယုံကြည်လက်ခံဖို့အတွက်ကျွန်တော်တို့အမှန်တန်အရေးကြီးတဲ့အရာဖြစ်ပါတယ်နောက်ပြီးမှဟေဘရဲအခန်းကြီး73နဲ့79ထဲမှာတင်တော့ခေါင်းဆောင်များသည်ဖြည့်ရှင်းချက်ပေးရမည်သူ့အဖြစ်တင်တော့ဤစိတ်ဝိညာဉ်အတွက်နှုတ်ကြရှင်ဖြစ်တဲ့အရာတွေကိုလည်းပဲကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့မြင်တွေ့ရတယ်တင်တော့ဒီမင်းထွက်ရှိမရှိပဲနဲ့ဝိညာဉ်စွာပြီးထောင်မှုကိုဆောင်ရွက်နိုင်ရာထိုသူတို့ရဲ့စကားကိုနားထောင်တဲ့ကျွေးနှင်းစွာနာခံကြတော့တော့မဟုတ်တင်တော့အတွက်အကျိုးရှိလိမ့်မည်လို့ပြောပါတယ်ဒါပေမဲ့ခေါင်းဆောင်တွေပြောတဲ့စကားတွေကိုကျွန်တော်တို့ကဝိညာဉ်ရေးမှနှုတ်ချစေနိုင်ဖို့အတွက်ဘယ်လိုလဲသူတို့ရဲ့စကားအပေါ်မှာနာခံခြင်းအပြင်ကျွန်တော်တို့အပေါ်မှာအကျိုးရှိတယ်လို့ဒီနေ့နှုတ်ကပတ်တရားထဲမှာကျွန်တော်တို့မြင်တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသိတော်ထဲမှာဖျားတခင်ရွေးကောက်ထားတဲ့သူတွေကိုကျွန်တော်တို့ကနာခံဖို့အတွက်အမတန်မှအရေးကြီးပါတယ်တခါလေကြတော့ခေါင်းဆောင်ပြောတဲ့အရာကိုကျွန်တော်တို့ကလုံးဝနာခံခြင်းမရှိဘူးနာခံခြင်းဆိုတဲ့အရာကတခါလေကြတော့ဒီ UNC ထဲမှာလည်းခဏကျွန်တော်တို့မြင်တွေ့ရတယ်နောက်တစ်ယောက်ကအင်တာသွားစေတော့သူကပြန်လာတယ်အင်တာဆက်ပြီးတယ်နောက်ထပ်ပြန်ဆက်ခိုင်းတယ်ဆိုတော့ဆက်ပြီးလေဆက်ဆရာမလို့ဘူးလေဆိုလို့ရှိရင်တော့အဲ့ဒါနာခံခြင်းမဟုတ်တယ်ဘူးဖခင်ရဲ့ဝိညာဉ်ထဲမှာပြီးဆက်ပြီးတွားပြီးမဆက်ပြီးဖြစ်ခေါင်းဆောင်သူတယောက်ကတွားပြောပြီးဆိုလို့ရှိရင်တော့နာခံစွာနဲ့လှုပ်ဆောင်တော့သူကအဲ့ဒါနာခံခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသိတော်ထဲမှာနာခံဖို့တဲ့ဝိညာဉ်ရေးထဲမှာလည်းပဲကျွန်တော်တို့ခေါင်းဆောင်တို့ရဲ့လမ်းယူတဲ့အတိုင်းကျွန်တော်တို့လှုပ်ဆောင်ဖို့ပဲအမှန်တန်မှအရေးကြီးတဲ့အရာကိုကျွန်တော်တို့ဒီနေ့ဒီနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့မြင်တွေ့ရတယ်။ဒါကြောင့်ဒီနေ့ဘဟောက်မှာနေရတာကျွန်တော်10နှစ်လောက်တော်ရှိပြီ။ရောက်ခါစားတော့လည်းပဲဒီနေ့အတွင်းရမှုတို့ဥပဒေဆရာရကေတို့ဒီလိုလောက်ပါဆိုတော့ကျွန်တော်မငင်းဘူးလှုပ်နေတာပဲ။ဘာဖြစ်ဖြစ်သူတို့အရင်ရောက်တာသူတို့လှုပ်တဲ့ဟာကိုကျွန်တော်လှုပ်တယ်။လှုပ်တဲ့မြောက်ကိုကျွန်တော်လှုပ်တယ်။အခုမှဘာမှဘယ်လိုလဲသူတို့လှုပ်တဲ့အတိုင်းသူတို့ပြောတဲ့အတိုင်းခံစားရတဲ့အခါမှာဝိညာဉ်ရဲ့ထဲမှာလည်းပဲပို့ပြီးမှအမြင်ကြီးလာတယ်ခေါင်းဆောင်ဆိုတာကနှုတ်ကပတ်တော်အပြည့်ကျင်းလည်ပြီးမှကျွန်တော်တို့အတွက်အကောင်းအတိုင်းလမ်းကြီးပေးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကခံစားဖို့အတွက်လည်းအမှန်တန်အရေးကြီးတယ်ဆိုတဲ့အခြေအနေနဲ့လည်းကျွန်တော်လည်းအနည်းငယ်ပြောလို့စိတ်ချတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုချုပ်ချင်နေပါလို့ကျွန်တော်တို့နာခံဖို့အတွက်အမှန်တန်အရေးကြီးပါတယ်ကျွန်တော်တို့ခုဖြစ်လာတဲ့အခါမှာကျွန်တော်တို့နာခံခြင်းဟာကျွန်တော်တို့အတွက်ဝဲကြောင်းရှိတယ်နာခံခြင်းဟာကျွန်တော်တို့သိငြိမ်သက်ရှိတယ်နာခံခြင်းဟာကျွန်တော်တို့မဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်ထဲမှာလည်းကျွန်တော်တို့အကုန်လုံးကြားရပြီဖြစ်ပါတယ်နာခံခြင်းမရှိလို့ရှိရင်တော့ဘုံချုပ်ခြင်းနေမှာရဲ့အနာရောဂါကိုကျွန်တော်တို့ပြောင်းဖို့အတွက်ကျွန်တော်တို့အမှန်တမ်းရေပူတဲ့အရာဖြစ်ပါတယ်ဆွေးနွေးပတ်သက်များတဲ့ဘလောက်ပဲကုန်ကျွန်တော်တို့ဒီနေ့